마로 우지마가로 멀리게 데베로 수주이구나 데베로 수가 지냐시아냐고 지냐도에 지피바레 에디나마 선데이 스쿨 클링이냐마 그거 지원 지피스를 앞서도 하피바레 시우스와 다시도 편리에 제주로고 치모마레 이디아스로시 저디 편리에 제주로죠 두르피 저디 그치니 치크리아 페초 KBC 에다타나타오가 시아지네 두르과 저 그랭그레네 우유고의 치치시고 뷰로바위 야친 피바레 편리에 제주로 치모마레 저 제냐 차명 도기 시우스와ဆရာကြီးကိုအရင်ဆုံးမိတ်ဆက်ပေးလိုပါတယ်ကျွန်တော်တို့ဒီဆရာကြီးဟာဆိုလို့ရှိရင်ကျွန်တော်ကချင်ချင်းပြအဖွဲ့ချုပ် KBC ရဲ့အဲ့ဒါဌာနတော်ကရေဝဲနောက်တာစုံတို့ကမောဖြစ်ပါတယ်ဒီနဲ့ကျွန်တော်ဒီမိုလကီတပည့်တော်စုမာပြီးပြနေတဲ့ကြတော့လူကြီးတို့တပည့်တော်စုများကိုတက်ရှိသောဖျားကြီးရဲ့နှုတ်ပတ်တော်ကိုဝေငါအားပေးတော်မှာဖြစ်ပါတယ်ကျွန်တော်နေ့ကကြတော့သံဃာ့ချီတေတော်မှာဒီ KBC ရဲ့နာသမိုင်းကြောင့်လည်းနာလုပ်ငန်းစီများကိုတင်တာစတာတွေကပြုလုပ်တော်တာဖြစ်ပါတယ်ကျွန်တော်ဒီဆရာကြီးကိုတော့တပည့်တော်စုအားလုံးရဲ့ကိုစားမေတ္တာနဲ့ဆောင်ဖို့လည်းကျွန်တော်ရှင်းပြချင်ပါတယ်ဒီမေတ္တာနဲ့ဆောင်ဖို့ကျွန်တော်ဒီတပည့်တော်စုရဲ့ဥပဒေဖြစ်တော့ဘိုးခေါ်ရောက်တာမျိုးမှာပေကတော့ကိုရံကျွဲဖိတ်ခေါ်ချင်ပါတယ်ဆရာကြီးလည်းဒီမေတ္တာနဲ့ဆောင်ဖို့တက်ခံပေးကိုရံကျွဲဖိတ်ခေါ်ချင်ပါတယ်好的，空调。ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဒီတပည့်တော်စုမှာဒီနေ့ကလည်းမနက်9:00 နာရီမှာဒီမှာလူပြကိုယ်ွယ်ချင်းစီစဉ်ပြုလုပ်နေတာဖြစ်ပါတယ်ဒီမှာလာရောက်ပါဝင်ကြကုန်တော့ဓမ္မမိတ်ဆွေများအားလုံးကိုတပည့်တော်စုရဲ့ကိုစားကျေးဇူးကြောင့်ရှေးဥစွာပေါ်ပြလိုပါတယ်ကျွန်တော်ဒီနေ့ကလည်းအပတ်တိုင်းဒီမှာ9:00 နာရီမှာမြန်မာလူပြကိုယ်ွယ်ချင်းစီစဉ်ပြုလုပ်နေတာဖြစ်ပါတယ်10:00 နာရီနဲ့15မှာကျွန်တော်ချီးမွမ်းကိုယ်ွယ်ချင်းစီစဉ်ရှိတယ်အဲ့မှာလည်းကျွန်တော်ယုံကြည်သူမိသားစုများအားလုံးပါဝင်နေအောင်ကျူစာပေါ်ရန်ကျွဲအားလုံးကိုပြန်လည်ပြီးမှမျိုးဆောင်ခြင်းဖြစ်ပါတယ်ပြီးတော့လူငယ်များဒီနေ့ညနေ4:00 နာရီမှာကျွန်တော်ဒီနောက်မှာချီးတင်တော်မှာဆိုင်းတော်နေ့ချီးတင်တော်လူငယ်များနဲ့မိသားရဖွဲ့ဘုပြုမှုွယ်ချင်းစီစဉ်ရှိတယ်ကျွန်တော်လည်းဒီမှာမြည်တဲ့နေကြတော့လူငယ်များ4:00 နာရီကနေ5:00 နာရီကျွန်တော်မိသားရဖွဲ့ဘုပြုမှုွယ်ချင်းစီရှိတယ်အမှပါဝင်တဲ့ဖို့ရန်ကျွဲလူငယ်များအလုံးကိုကြေညာချင်ပါတယ်ပြီးတော့ကျွန်တော်ဒီ9:00 နာရီကနေ9:00 နာရီကြတော့ကျွန်တော်ဒီကချင်တီချီခရီးအဖွဲ့ချုပ်မှာ KBC လူငယ်တာဝန်ခံဆရာစပေါ်တော်ဒီကလည်းအထူးspecial talk ပေါ်တော့လူငယ်များနဲ့တွေ့ဆုံခွန်အားပေးခြင်းစီစဉ်ရှိတယ်အကြောင်းလူငယ်များအားလုံးပါဝင်တဲ့ကိုရံတွေ့ဖြစ်ပါတယ်အနေရမရှိရှာခါဒီခင်လီကောနာနဲ့ခင်ငါဘောအဲ့စိတ်တော်ဘုရားရမဒီတဲ့ကနော်လို့ဆိုတော့ဘုရားမင်္ဂလာငိုလည်းဖားနဲ့ခင်ငါနာခင်စတီဒူကဘောအဲ့ KBC ရမပေါ်ဘောနာအဲ့လက်ချက်ကျော်လာဖေးကလို့ဆံပါပါတဲ့တော့ဆိုတော့ဘုံကအိုင်မိုလီကင်ဘောငါရမနီအဲ့ရောမှုဆောင်တော့ဖားတဲ့စကုကအဲ့တော်တာကြီးလူရှာဆော့ရှားလာနာနဲ့စာဆောင်တော့ကမူနာရမနီပဲသက်နာချီမြူကိုရဆိုင်ပြီးတော့မော်ကင်ကမိခင်များလာမင်း22ရက်ပေါ်တော့9 လပိုင်းဇာတာပေးနေ့ကလည်းစပြီးကျွန်ဒီအခြေခံပါမှုထူဘောတော့ generation ပေါထူချင်းတင်တန်းရှိမှာဖြစ်ပါတယ်အဲကြောင့်မိခင်များအခြေခံပေါထူချင်းတင်တန်းတင်ကြားချင်တဲ့လူများအားလုံးလာရောက်ပါဝင်တဲ့ဖွင့်ရကျွဲမိခင်များအားလုံးကိုကျေးဇူးချင်ပါတယ်ကျွန်တော်ဝင်ကျေးအားဖြင့်တယောက်ကို3000ပေါက်ခံသွားမှာဖြစ်ပါတယ်ပြီးတော့ယူခဲ့ရမယ့်ပစ္စည်းကြတော့တော့ကကြီးပြီးတော့စာအုပ်ဘောတော့ဘောပဲတော့ဒီမှာအသုံးလုပ်တဲ့ပစ္စည်းကိရိယာများကိုမိခင်များယူခဲ့ပြီးမှအားလုံးတင်ကြားတဲ့ခံတော်ဖွင့်ရကျွဲဖြစ်ပါတယ်မ
မနေ့9နိုင်ခက်ကနေကြော်စတင်သွားမှာဖြစ်ပါတယ်ကြော်3ရက်ပေါ့နော်အခြေခံပေါင်းဒီဂရီရှင်းတင်တန်းကို3ရက်ပြုလုပ်သွားမှာဖြစ်ပါတယ်မိခင်များအားလုံးပါဝင်ဖို့ရန်အတွက်ကြေညာခြင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီ2025-2026ပညာသင်နှစ် ECCD ကိုကျူကျောင်းကိုကျွန်တော်လာမယ့်26ရက်နေ့ကနေကျွန်တော်တပတ်လုံးနာမည်စင်းကောက်ခံသွားမှာဖြစ်ပါတယ်ပြီးတော့ဂျွန်လ1ရက်ကနေကျွန်တော်ကျောင်းစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ကလေးရှိတဲ့မိဘများကိုယ့်ရဲ့သားသမီးများကိုကိုကျူကျောင်းမှာလာရောက်အနံ့ဖို့ရန်အတွက်မိဘများကိုပြောကြားလိုပါတယ်မနာတဲ့ကော်မတီနေဒေနာတော်ခင်အားချအဲ့တော့ကော်မတီစတာဖ်ပေါ်မှာတဲ့ဒေနာဘာတဲ့ဆိုရပုကိုင်အဲ့ရှာဘဘချေဘုံအဲ့တော့အိုင်ကော်မတီနေတော့คลุมสุเปตามอันเองงานอะไรแต่เดี๋ยวเจจุเจผมดีมล้อมดียองซาดูช่างล้อมนำดูอันนี้ผมดีมล้อมดีเพอเวรเลยสอนจริงกูเลยใช่อันนี้คิมมาช้าอันนี้คุณลุงจ่ายองซาดูช่างล้อมนำผมดีสุภาพเพกุโรสวากาจะเป็นโรสุเดบัตเตอร์เจเนียสามีกูเราในนี้กูชูมาเลยเจจุดีมัน